ဂျပန်မှာအမြင့်ရထားကိုအခုလိုမျိုးရထားကျမ်းမြေပေါ်မှာတလန်းလုံးစီးသွားလိမ့်မယ်လို့တခါမှမထင်တာခဲ့ဘူးအဲ့အဖြစ်ပြက်ကိုပြီးခဲ့တဲ့ကိုရန်ဝီပိတ်ရတုန်းကစုလို့ကြုံခဲ့ပါတယ်and the first retreat တနည်းအားဖြင့် email ပါဒီတစ်ခေါက်ကိုရန်ဝီပိတ်ရက်မှာစုတို့ကဒီဂျပန်နိုင်ငံရဲ့ဆွစ်ဇာလန်လို့တင်စားတဲ့ဒီခါမီကိုဂျီဆိုတဲ့ရေခဲတောင်နေနဲ့အရန်လှတဲ့နေရာကိုသွားဖို့အတွက်စုနေရဲ့ကျူရှူကနေပြီးတော့တိုကျိုရင်သွားတယ်တိုကျိုကနေတဆင်းအဲ့ဒီခါမီကိုဂျီကိုနောက်ထပ်3နာရီခွဲလောက်ရထားထပ်စီရတယ်အဲ့ဒါလည်းခါမီကိုဂျီကိုတန်းမရဘူးမာဆူမိုတိုဆိုတဲ့မျိုးလေးကိုအရင်ရောက်မှာပေါ့နော်ထူးဆန်းတဲ့အမှတ်တရထူးဆန်းတဲ့အတွေ့အကြုံလေးလည်းရဖို့ဒီနေရရထားစီးတာကိုထိုင်ကုန်နဲ့လွတ်နေတဲ့ဟာကိုညောအကုန်လုံးအားတဲ့အပြေးတဲ့ဆက်ဆောင်မတိုင်တော့ဒီမှာမတိုင်ဘူးဆိုဆက်ဆောင်အဲ့မှာတောင်းမှာတောင်းညနေတော့ချပြီးဆက်ဆောင်ဦးဒီတော့ခေါင်းကြီးလို့ဖြစ်ဟုတ်ပါအဲ့ဒါကိုမတက်ရပြီးတော့တလန်းလုံးစီးရမယ်ဒီရရဲ့ဂေးပဲခုကတော့စုတို့တွေနဲ့အတိုင်းပဲပေါ့နော်တကားပေါက်ဝလွတ်တဲ့နေရာနေမှာရတယ်လို့လေးဖြစ်တယ်လို့လေးထိုင်နေရတာပါဒီမှာဒီလိုပူလေးတွေတော့တဲ့ပြေးရနောက်လည်းဒီလက်ခံနေရာတွေကဟုတ်တယ်လေတော့တကားပေါက်ဝမှာထိုင်နေတော့မှတ်တိုင်နေတကူပြီးတကူရက်တိုင်းလူတက်လူစင်းလို့တော့ထားလိုက်ထိုင်လိုက်ခဏခဏလောက်ရတာပေါ့နော်အချိန်ဒီမဟန်တာနဲ့ပဲနောက်ထပ်နေရာတွေထပ်ပြောင်းရှာလိုက်တော့ပုံမှန်ဆိုရင်အဲ့ luggage တွေထားတဲ့နေရာပေါ့နော်ထိုင်ကုန်ရဲ့နောက်ဆုံးအဲ့နေရာလေးမှာပဲနေရာချပြီးတော့အိတ်ဖို့အတွက်ကြိုးစားလိုက်ပါတယ်1 hour later မှာနေရာရဒီအနီလေးဖြစ်နေလို့ရှိရင်လူကထောက်ဝဲမစီတော့တော့ပါတည်းရဲ့လမ်းတစ်ဝက်လောက်မှာဆိုလို့ခုံရသွားတယ်ထိုင်ကုန်ကြီးရဲ့အပေါ်မှာကအချက်ပြမီးရည်နဲ့ဒီထိုင်ကုန်ကလူရှိမရှိကိုသိနိုင်တယ်အစိမ်းအောင်လေးဆိုလို့ရှိရင်အဲ့ဒီခုံက reserve ဆိုတဲ့ booking လုပ်ထားတဲ့ခုံအကယ်လူကတခြားဘူတာတစ်ခုမှဆင်းသွားတယ်ဆိုလို့ရှိရင်မီးကအနီအောင်ပြောင်းသွားပြီးတော့စုတို့လိုမျိုး non reserve booking မလုပ်ထားတဲ့သူတွေကဝင်ထိုင်လို့ရပါပြီမစမိုးရပါပြီโอเคมากอายุมั้ยဒီမှာမစမတူမတော်တီတရားဝင်နေကြအဲ့အာကာလေအာကာအာကာတက်ကြည့်မလဲတက်ကြည့်လေအဲ့အောင်ပြင်နေပဲတော်နေတော့ကြည့်အောင်အခုကတော့မာဆူမိုတိုဆိုတဲ့မျိုးလေးကိုရောက်ပါပြီမာဆူမိုတိုမှာလည်းဘယ်ဒီသွားလဲဆိုတာဘလော့လေးတွေကိုဆက်တင်ပေးပါမယ်ဘိုင်ဘိုင်